ဒီရောက်တာသုံးနှစ်သုံးလီကြာပြီမေရဲ့ပညာမွေးမင်းကပေးတနေ့တစ်ချိန်မှသာပြောရတယ်ရွာနဲ့နေဝေးပြီးမယ်ဘဝချီတွေ့လူရတကယ်တတိပညာရှာရင်ပေါင်းတင်သူငယ်ချင်းများနဲ့ကစားပုံစားပြောပါကြတယ်သာသမောကဆန်နေရဲ့အမေနဲ့ရွာကိုမှန်းတန်းတာကျွန်တော်မှပြေးရတယ်ရွာချီဘလို့ပြောင်းအောင်မိနဲ့ဟိုနေတိုင်းကောင်းပါစားရဲ့ဆွေရဲ့မြို့မနေကြွမေးမယ်ကျွန်တော်စိတ်ကရေဝေးပန်းနေအမေနဲ့ရွာကိုလွမ်း